ကွန်တော့ဖြုံးလိုက်ပြီကိုကြီးအရင်တော့အေကွန်ရှိတယ်ကိုအေကွန်မရှိဘူးဒါညီလေးဒီထဲမှာကိုကြီးနေရမှာလေကိုကြီးနေရမှာအခန်းထဲမှာဒီလိုပိတ်သွားတယ်ဒီလိုအခန်းထဲမှာလေကိုရွယ်လို့ကိုကြီးအဟောပြင်ဒီလေးကတူဒါတွေနဲ့တူနေလို့ရတယ်ဒါကစပွဲပေါ့ညီကိုစပွဲကိုတူလို့ရတယ်ကိုကြီးအဲ့ဘုံကအရင်ဒီနောက်မှာဖြုတ်လိုက်တာလေဒီမှာအင်းသားချုပ်ကန်